မြန်မာရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကနေပြည်သူတွေအသိပညာဘူးတုတတွေရရှိစေဖို့ရည်ရွယ်ပြီးတော့စီစဉ်ကောင်းများစွာကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိနေပါတယ်ပရိသတ်များခင်ဗျာကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်တည်ဆောက်ရမှာခိုင်မာတောင့်တင်းတဲ့မူပိုင်ခွင့်စနစ်တည်ရှိနေခြင်းဟာစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမြင့်မားလာစေရေးနဲ့နိုင်ငံတွင်အလုပ်ကိုင်ခွင့်လန်းတွေပုံမရရှိနိုင်ရေးတို့မှာများစွာအထောက်အကူပြုမှာလည်းဖြစ်ပါတယ်။ဤပညာအရှိန်ဟုန်ဖွံ့ဖြိုးတိုးတက်နေတဲ့ဒီနေ့ခေတ်မှာနိုင်ငံခြားကုန်သွယ်မှုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသိပ္ပံနဲ့ဤပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေမှာမူပိုင်ခွင့်ဆိုင်ရာကိစ္စတွေဟာပုံမကျယ်ပြန့်လာခဲ့ပြီးတော့အထူးကိုအရေးပါလာခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမူပိုင်ခွင့်အခွင့်အရေးတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက်မူပိုင်ခွင့်ဥပဒေတွေကိုလည်းပြဋ္ဌာန်းအကောင့်ထဲပေါ်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။အဲ့ဒီဥပဒေတွေအနက်တီထွင်ဖန်တီးမှုများကိုအကာအကွယ်ပေးနိုင်တဲ့ဥပဒေကတော့တီထွင်မှုမူပိုင်ခွင့်ဥပဒေလည်းဖြစ်ပါတယ်။ဒါကြောင့်လေပြည်သူများအနေနဲ့နိုင်ငံတော်ကကျင့်သုံးဆောင်ရွက်နေတဲ့တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာဥပဒေအကောင့်ထဲပေါ်မှုအခြေအနေများနဲ့တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားချက်များနဲ့ဆက်လေးနဲ့လုပ်ငန်းစဉ်တွေကိုသိရှိနားလည်နိုင်စေဖို့ရည်ရွယ်ပြီးတော့တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာတည်ကောင်းစရာစကားဝိုင်းဆွေးနွေးပွဲကိုစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနမှတာဝန်ရှိသူများကိုဖိတ်ခေါ်ပြီးတော့တွေ့ဆုံမြင်မြန်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာဆရာမမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဆရာမရဲ့အမည်နဲ့ရာထူးကိုလည်းပြည်သက်တွေကိုမိတ်ဆက်ပေးပါအောင်ခင်ဗျာကျမကတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာနှင်းနွယ်ဖြစ်ပါတယ်ရှင်ဆရာမမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဆရာမရဲ့အမည်နဲ့ရာထူးကိုလည်းပြည်သက်တွေကိုမိတ်ဆက်ပေးပါအောင်ခင်ဗျာကျမကတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနမှာညွှန်ကြားရေးမှူးဒေါ်သိန်းကဝင်းလင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ဒါတီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့မေးချင်တာကဆရာမတို့ရဲ့ဒီမူပိုင်ခွင့်ဦးစီးဌာနအနေနဲ့မြန်မာနိုင်ငံမှာတီထွင်မှုမူပိုင်ခွင့်ဥပဒေအာဏာတည်နိုင်ရေးဆောင်ရွက်မှုအခြေအနေကိုလည်းဆရာမအနေနဲ့အရင်ဆုံးပြောကြားပေးစီလိုပါတယ်ခင်ဗျဟုတ်ကဲ့ကျမတို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနအနေနဲ့ဒီ2019ခုနှစ်မှာအာဏာတည်ခဲ့တဲ့မူပိုင်ခွင့်ဥပဒေ၄ရပ်ကိုပေါ့နော်အကောင့်ထဲပေါ်ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက်ကျမတို့ဒီလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်အဲ့ဒီလုပ်ငန်းတွေထဲမှာအခြေခံစောက်အုံတည်ထောင်ခြင်းဤဥပဒေများနဲ့စီမင်းစည်းကမ်းအမိန့်နဲ့ညွှန်ကြားချက်တွေကိုပြုစုထုတ်ပြန်ခြင်းနဲ့လူစွမ်းအရင်းမြစ်တွေကိုပြုစုပြောင်းထောင်ခြင်းဆိုတဲ့လုပ်ငန်းတွေပါဝင်ပါတယ်ကျမတို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနအနေနဲ့2019ခုနှစ်မှာအာဏာတည်ခဲ့တဲ့မူပိုင်ခွင့်ဥပဒေ၄ရပ်ကိုအကောင့်ထဲပေါ်ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက်လိုအပ်တဲ့လုပ်ငန်းတွေဖြစ်တဲ့ဒီအခြေခံစောင့်အောင်တည်ထောင်ခြင်းနည်းဥပဒေများနဲ့ဒီစီမင်းစည်းကမ်းအမိန့်နဲ့ညွှန်ကြားချက်တွေကိုပြုစုထုတ်ပြန်ခြင်းနောက်တစ်ခါလူစွမ်းအရင်းမြစ်တွေကိုပြုစုပြောင်းထောင်ခြင်းဆိုတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်ဟုတ်ကဲ့ကျမတို့ဒီမူပိုင်ခွင့်ဥပဒေ၄ရပ်အနက်ကုန်မတစိမ့်မူပိုင်ခွင့်ဥပဒေစာပေနဲ့အမှုပညာမူပိုင်ခွင့်ဥပဒေစက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတွေကို2023ခုနှစ်အတွင်းမှာပေါ့နော်ကျမတို့ဒီအာဏာသက်ဝင်ကျင့်သုံးဆောင်ရွက်နိုင်ခဲ့ပြီးတော့ယခုဒီတီထွင်မှုမူပိုင်ခွင့်ဥပဒေကိုတော့ကျမတို့2024ခုနှစ်မေလ31ရက်နေ့မှာအာဏာသက်ဝင်ကျင့်သုံးနိုင်ခဲ့ပါတယ်အဲ့ဒီအတွက်လိုအပ်တဲ့ကျမတို့ဒီတီထွင်မှုမူပိုင်ခွင့်နည်းဥပဒေတွေမူပိုင်ခွင့်လျှောက်လွှာတွေနဲ့ဝန်ဆောင်မှုအခကြေးငွေသတ်မှတ်ချက်တွေကိုလည်းကျမတို့ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဒီပြည်တွင်းပြည်ပကနေပြီးတော့လျှောက်ထားလာတဲ့ဒီမူပိုင်ခွင့်လျှောက်ထားချက်တွေကိုတော့ကျမတို့ဒီ2024ခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေပြီးတော့စတင်ပြီးတော့လက်ခံဆောင်ရွက်လျက်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမခင်ဗျာထပ်မံမေးချင်တာကတီထွင်မှုမူပိုင်ခွင့်ဥပဒေအရဘယ်လိုတီထွင်မှုမျိုးတွေကိုတီထွင်မှုမူပိုင်ခွင့်လျှောက်ထားရရှိနိုင်ပါလဲခင်ဗျာကျမတို့လူမှုပတ်ဝန်းကျင်မှာနေ့စဉ်မြင်တွေ့နေရအသုံးပြုနေရတဲ့သိငယ်တဲ့ပစ္စည်းတွေအရာဝတ္ထုတွေကစပြီးတော့မှအစစ်မြင်နည်းပညာတွေနဲ့တီထွင်ကြံစားထုတ်လုပ်ထားတဲ့အာကာသထုံးမြတ်တွေအထိပါဝင်တဲ့စမ်းသစ်တီထွင်မှုနည်းပညာတွေကိုတီထွင်မှုမိုင်ခွင့်ဥပဒေနဲ့အကာအကွယ်ရယူနိုင်ပါတယ်ဟုတ်ကဲ့ထုတ်ကုန်တစ်ခုမှာဆိုလို့ရှိရင်တစ်ခုတည်းကမကပါဝင်နိုင်တာတွေ့ရပါမယ်ဥပမာဆိုလို့ရှိရင်မိုဘိုင်းဖုန်းတစ်လုံးမှာများစွာသောတီထွင်မှုတွေပါဝင်ပြီးတော့အဲ့ဒီနည်းပညာတစ်ခုချင်းစီကလည်းတီထွင်မှုမိုဘိုင်းခွင့်အကာအကွယ်ရယူထားတဲ့တီထွင်မှုတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့တချို့ကကြတော့ဗောနော်တီထွင်မှုဆိုတာလို့ပြောလိုက်တာနဲ့သိပ္ပံပညာရှင်တွေကပဲထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဘယ်အသက်အရွယ်ပေါ့နော်မြည်သည့်အသက်အရွယ်မြည်သည့်လုပ်ငန်းတွေပဲကားလို့မဆိုတီထွင်ကြံစပြီးတော့ပုံမို့ကောင်းမွန်စမ်းသစ်တီထွင်ကြံစပြီးတော့မှနည်းပညာအသစ်တွေကိုထုတ်လုပ်နိုင်ကြတာဖြစ်ပါတယ်အဲ့ဒီတီထွင်ကြံစမှုတွေကပဲရှင်းနေပြီးသားနည်းပညာနဲ့မတူဘူးဆိုလို့ရှိရင်အသစ်ဖြစ်တယ်လို့ကျမတို့ကတီထွင်မှုမိုင်ခွင့်အနေနဲ့ရှောက်ထားလို့ရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်မေးချင်တာကဆရာမခင်ဗျာဒီတီထွင်မှုမူပိုင်ခွင့်ကိုဘယ်ဒေတာတွေမှာအကာအကွယ်ရရှိဖို့ရှောက်ထားနိုင်ပါလဲခင်ဗျာကျမတို့ဒီတီထွင်မှုမူပိုင်ခွင့်ဆိုတာဟာကျမတို့ဒီ
territorial right အမျိုးအစားဖြစ်ပြီးတော့ပေါ့နော်သူလျှောက်ထားတဲ့ဒီတီထွင်မှုမူပိုင်ခွင့်လျှောက်ထားတဲ့ဒေသမှာပဲသူကအကာအကွယ်ရနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်ဒါကြောင့်မလို့ဥပမာအဖြစ်တီထွင်မှုတစ်ခုဟာမြန်မာနိုင်ငံမှာပဲဒါတီထွင်မှုမူပိုင်ခွင့်လျှောက်ထားပြီးတော့ရယူခဲ့မယ်ဆိုလို့ရှိရင်သူကမြန်မာနိုင်ငံရဲ့နယ်နိမိတ်အတွင်းမှာပဲအကာအကွယ်ရရှိနိုင်မှာဖြစ်ပါတယ်။ဒါလို့သူကအခြားသောနိုင်ငံတစ်ခုခုမှာအကာအကွယ်ထပ်ရခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံရဲ့ဒီထွေးမှုမူပိုင်ခွင့်ဥပဒေအရာပေါ့နော်ဒီသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေအတိုင်းအခကြေးငွေပေးသွင်းပြီးတော့ရှောက်ထားမှာဖြစ်ပြီးတော့သူတို့ကနေပြီးတော့ခွင့်ပြုတဲ့အခါကျမှသူတို့ကဒါအဲ့ဒီနေမြေမှာမူပိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဆရာမဒီတီထွင်မှုမူပိုင်ခွင့်ရဖို့ဆိုရင်အဓိကလိုအပ်ချက်တွေကဘာတွေပါလဲတီထွင်မှုတိုင်းမှာအကာအကွယ်ရနိုင်ပါသလားခင်ဗျာတီထွင်မှုမိုင်ခွင့်ကာကွယ်ရဖို့အတွက်ဆိုလို့ရှိရင်ရှောက်ထားတဲ့တီထွင်မှုဟာအသစ်ဖြစ်ရမယ်တီထွင်မှုအဆင့်တရက်ပါရှိရမယ်ပြီးတော့စက်မှုလက်မှုလုပ်ငန်းတရက်မှာအသုံးချနိုင်မယ်အသုံးချနိုင်ရမယ်ဆိုပြီးတော့မှအချက်၃ချက်နဲ့ပြည့်စုံရမှာဖြစ်ပါတယ်အသစ်ဖြစ်ရမယ်ဆိုတဲ့အချက်ကဆိုလို့ရှိရင်တီထွင်မှုပေါ့နော်ကျမတို့ကရခင်ရှိပြီးသားနည်းပညာတွေနဲ့တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူများတွေနဲ့မတူတဲ့နည်းပညာတရက်ပါမယ်ဆိုလို့ရှိရင်အသစ်ဖြစ်တယ်လို့ယူဆရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီရှောက်ထားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်မိမိတီထွင်ဖန်တီးထားတဲ့တီထွင်မှုကိုလာပြီးတော့မိုင်ခွင့်ရုံမှာမှတ်ပုံတင်လာအောင်မလျှောက်ထားမိမှာဆိုလို့ရှိရင်လျှို့ဝှက်ထားရမှာဖြစ်ပါတယ်။လျှောက်ထားတဲ့တီထွင်မှုရဲ့နည်းပညာနယ်ပယ်မှာရှိတဲ့ကျွမ်းကျင်သူကအလွယ်တကူနားလည်နိုင်စွမ်းမရှိဘူးဆိုလို့ရှိရင်တော့အဲ့ဒီတီထွင်မှုဟာတီထွင်မှုအဆင့်တရက်ပါရှိတဲ့တီထွင်မှုလို့ကျမတို့ကသတ်မှတ်နိုင်ပါတယ်။ဒါအပြင်တီထွင်မှုတစ်ခုပါဆိုလို့ရှိရင်စက်မှုလက်မှုလုပ်ငန်းနယ်ပယ်တစ်ခုခုမှာဆိုလို့ရှိရင်လည်းအသုံးချနိုင်စွမ်းရှိရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဆက်လက်ပြီးတော့မေးချင်ပါတယ်ဆရာမဒီတီထွင်မှုမူပိုင်ခွင့်ဥပဒေအရဘယ်လိုကာကွယ်မှုအမျိုးအစားတွေကိုရှောက်ထားလို့ရနိုင်ပါသလဲခင်ဗျ။ဟုတ်ကဲ့ကျမတို့ဒီဥပဒေအရဆိုလို့ရှိရင်တီထွင်မှုမူပိုင်ခွင့်လို့ခေါ်တဲ့ patent နဲ့သေးစားတီထွင်မှုမူပိုင်ခွင့်လို့ခေါ်တဲ့ utility model ရှောက်ထားချက်အမျိုးအစား2မျိုးကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့တီထွင်မှုအတွက်ကတော့ကျမတို့ဒီနည်းပညာနယ်ပယ်တစ်ခုခုမှာဒီခက်ခဲပြဿနာတရက်ကိုဖြေရှင်းပေးနိုင်မဲ့ထုတ်ကုန်ဒါမှမဟုတ်ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာဖန်တီးတီထွင်မှုတွေအပေါ်မှာအကာအကွယ်ရှောက်ထားနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအသေးစားတီထွင်မှုအတွက်ကတော့ကျမတို့ဒီထုတ်ကုန်ဆိုင်ရာတီထွင်ဖန်တီးမှုတွေပေါ်မှာပဲရှောက်ထားနိုင်မှာဖြစ်ပြီးတော့ထုတ်ကုန်တစ်ခုရဲ့ပုံသဏ္ဍာန်အသစ်ပေါ့ဒါမှမဟုတ်ဒီထုတ်ကုန်အစိတ်ပိုင်းတစ်ခုရဲ့ဖွဲ့စည်းတည်ဆောက်မှုအသစ်ပေါ့နော်အဲ့ဒီအသစ်ပေါ်မှာဒီအသုံးပြုမှုလှုပ်ဆောင်မှုအပိုင်းတွေကိုမြင့်တင်ပေးနိုင်မဲ့နည်းပညာဖန်တီးမှုတွေကိုကျမတို့အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမထပ်မံပြီးတော့မေးချင်တာဆရာမခင်ဗျာဒီတီထွင်မှုမူပိုင်ခွင့်မရနိုင်တဲ့တီထွင်မှုတွေကိုရှိနိုင်ပါသလားခင်ဗျာကဲရှိပါတယ်တီထွင်မှုအသစ်ဆိုတိုင်းလည်းမူပိုင်ခွင့်မရနိုင်ပါဘူးတီထွင်မှုမိုင်ခွင့်ဥပဒေမှာဆိုလို့ရှိရင်တီထွင်မှုမူပိုင်ခွင့်မရနိုင်တဲ့မျိုးစားတွေကိုသတ်မှတ်ဖော်ပြထားပါတယ်ဒီမှာဆိုလို့ရှိရင်တီထွင်ဖန်တီးထားတာမဟုတ်တဲ့သဘာဝအတိုင်းတွေ့ရှိရတဲ့အရာဝတ္ထုတွေသိပ္ပံဆိုင်ရာဖော်မြူလာတွေသင်္ချာဆိုင်ရာတွက်ချက်နည်းတွေစီမင်းစည်းကမ်းနည်းလမ်းတွေပေါ့နော်အဲ့ဒါတွေဂိမ်းကစားခြင်းတွေစီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ကိုင်ခြင်းတွေပေါ့နော်ဒါတွေကိုလည်းအကာအကွယ်မရနိုင်ပါဘူးဒါအပြင်ဒီကျမတို့ပေါ့နော်လူနဲ့တိရစ္ဆာန်တွေကိုခွဲစိတ်ကူတာရဲ့နည်းလမ်းတွေအများပြည်သူရဲ့ကိုယ်ကျင့်သိက္ခာကိုထိခိုက်စေမဲ့အရာတွေပေါ့နော်ဒီစဲဥပဒေတည်းနိုင်ငံတော်ရဲ့နယ်နိမိတ်အတွင်းမှာတားမြစ်ထားတဲ့တီထွင်မှုမျိုးတွေကလည်းတီထွင်မှုမိုင်ခွင့်အနေနဲ့အကာအကွယ်ရမှာမဟုတ်ပါဘူးရှင်ဟုတ်ကဲ့ထပ်မံပြီးတော့ဆရာမမေးပြရစီဒီတီထွင်မှုမူပိုင်ခွင့်ကိုဘယ်သူတွေကရှောက်ထားခွင့်ရှိပါမလဲခင်ဗျဟုတ်ကဲ့အဓိကတော့တီထွင်သူပါရှင်ဟုတ်ကဲ့အဲ့တော့တီထွင်သူကဒီတီထွင်မှုမူပိုင်ခွင့်ရှောက်ထားဖို့အခွင့်အရေးရရှိသူဖြစ်ပြီးတော့တီထွင်မှုမူပိုင်ခွင့်ရလာတဲ့အခါမှာလည်းသူ့ရဲ့အမိကိုသတ်မှတ်ဖော်ပြပိုင်ခွင့်ရှိတဲ့သူဖြစ်ပါတယ်ဒါအပြင်တီထွင်သူကိုစားပေါ့နော်ဒီလွှဲအပ်ခြင်းခံရသူဒါမှမဟုတ်လွှဲပြောင်းပေးအပ်တဲ့သူကလည်းရှောက်ထားနိုင်မှာဖြစ်ပါတယ်တကယ်လို့ဒီတီထွင်မှုတစ်ခုကိုပေါ့နော်တူညီတဲ့တီထွင်မှုတစ်ခုကိုမတူညီတဲ့သူနှစ်ဦးကတီးခြားစီဖန်တီးတယ်ဆိုတဲ့ကိစ္စမျိုးမှာဆိုရင်တော့အဲ့ဒီဖန်တီးသူနှစ်ဦးနဲ့ကဥစွာရှောက်ထားလာတဲ့သူကပဲဒါအခွင့်အရေးရရှိမှာဖြစ်ပါတယ်တကယ်လို့ဒီတီထွင်မှုတစ်ခုကိုပေါ့နော်လူအများကနေပြီးတော့ပူးတွဲပြီးတော့ဖန်တီးကြမယ်ဆိုရင်တော့အဲ့ဒီပူးတွဲသူဖန်တီးသူတွေကနေပြီးတော့ပူးတွဲလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ်လို့အလုပ်ရှင်နဲ့အလုပ်သမားသဘောတူညီချက်အရာဆောင်ရွက်တဲ့တီထွင်မှုမျိုးမှာဆိုရင်တော့ရေပုံရအားဖြင့်တော့ဒါအလုပ်ရှင်ကလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်တကယ်လို့အလုပ်သမားကနေပြီးတော့ဒီတီထွင်မှုကိုဆောင်ရွက်ရရှိထားပါတယ်လို့ဒီအလုပ်ရှင်ကိုပေါ့နော်အကြောင်းကြားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီအကြောင်းကြားတဲ့နေ့ကနေပြီးတော့မှ6လအတွင်းအလုပ်ရှင်ကလျှောက်ထားခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဒါသူကစွန့်လွတ်လိုက်ပြီလို့မှတ်ယူလို့ရပြီးတော့အလုပ်သမားကလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်ဒီလိုမျိုးအသေးစိတ်အခြေအနေလေးတွေကိုကျမတို့ဒီဥပဒေထဲမှာလည်းသတ်မှတ်ဖော်ပြထားပါတယ်ရှင်ဟုတ်ကဲ့ပါထပ်မံပြီးတော့ကျွန်တော်မေးချင်တာကဆရာမခင်ဗျာကိုယ့်ရဲ့ဒါတီထွင်မှုတစ်ခုကိုတီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရယူခြင်းမရှိရင်ရောဘာတွေဖြစ်နိုင်မှာလဲခင်ဗျ
ဟုတ်ကဲ့ပါတီထွင်မှုတစ်ခုဖြစ်ပေါ်လာဖို့အတွက်ဆိုလို့ရှိရင်တီထွင်ဖန်တီးရဲ့သူကသူ့ရဲ့ကာယအာညာနာအားတွေစိုက်ထုတ်ပြီးတော့မှအချိန်ကုန်ငွေကုန်ပေါ့နော်ငွေကုန်ကြေးကျခံပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရပါတယ်အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေရှိရဲ့အပေါ်မှာဆိုလို့ရှိရင်သူကမူပိုင်ခွင့်အကာအကွယ်ယူမထားဘူးဆိုလို့ရှိရင်နော်စီးပွားပြိုင်ဘက်တွေကနေပြီးတော့သူနဲ့ထပ်တူညီတဲ့ထုတ်ကုန်တွေကိုထုတ်လုပ်ပြီးတော့မှရယူအသုံးချသွားနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုတီထွင်ထုတ်လုပ်ထားတဲ့ပစ္စည်းဟာဈေးကွက်ပေါက်ခဲ့မယ်ဆိုလို့ရှိရင်လည်းစီးပွားပြိုင်ဘက်တွေကနေပြီးတော့မှကိုတီထွင်မှုနဲ့ထပ်တူညီတဲ့ထုတ်ကုန်တွေကိုပြုလုပ်ဖန်တီးရောင်းချပြီးတော့မှအလွယ်တကူပဲရယူသုံးချနိုင်မယ်ပြီးတော့ဈေးကွက်ကိုလည်းလူယူသွားမှာဖြစ်ပါတယ်။ငွေကြေးအင်အားတောင်းတင်းတဲ့စီးပွားရေးလုပ်ငန်းတွေဆိုလို့ရှိရင်လည်းကိုထုတ်ကုန်နဲ့တူတဲ့ထုတ်ကုန်တွေကိုအများပြားထုတ်လုပ်ပြီးတော့မှဈေးလျှော့ပြီးရောင်းချခဲ့မယ်ဆိုလို့ရှိရင်လည်းမိမိရဲ့ပေါ့နော်ရှင်ပြိုင်နိုင်စမ်းမရှိဘဲနဲ့အရှုံးပေါ်နိုင်ပါတယ်ပြီးဒါအပြင်ပေါ့နော်ကိုဦးစွာပြုလုပ်ထားတဲ့တီထွင်မှုကိုအခြားသူကနေပြီးတော့တီထွင်မှုမိုင်ခွင့်ရယူသွားပြီးတော့မိမိကိုယ်တော်ပြန်လဲပြီးတော့မှာပေါ့နော်တားဆီးနိုင်တဲ့ကိစ္စမျိုးတွေဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်ပြီးတော့တီထွင်မှုမိုင်ခွင့်စနစ်ကဆိုလို့ရှိရင် first to file စနစ်ဖြစ်တဲ့အတွက်အရင်လျှောက်ထားသူကဒါအခွင့်အရေးရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကိုယ့်ရဲ့တီထွင်မှုမိုင်ခွင့်ကိုအကာအကွယ်ရယူမထားဘူးဆိုလို့ရှိရင်အခြားသူတွေကနေပြီးတော့မှဒီစင်တူရိုးမရှိတဲ့တီထွင်မှုမျိုးကိုဥစွာလျှောက်ထားပြီးတော့မှမိမိအနေနဲ့အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ကိုယ့်ရဲ့ဒါထုတ်ကုန်တစ်ခုပေါ့နော်ပစ္စည်းတစ်ခုကိုတီထွင်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့တီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရယူထားမှသာဒါ first to file ဆိုတဲ့အတိုင်းအမြန်ဆုံးမှတ်ပုံတင်နဲ့လျှောက်ထားတဲ့သူမှသာဒါတီထွင်မှုမူပိုင်ခွင့်အကာအကွယ်အခွင့်အရေးကိုရရှိမှလည်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဆရာမကိုမေးချင်တာကဒီတီထွင်မှုမူပိုင်ခွင့်ရရှိမဲ့အခွင့်အရေးတွေကတော့ဘာတွေပါလဲခင်ဗျဟုတ်ကဲ့တီထွင်မှုမူပိုင်ခွင့်ခွင့်ပြုခြင်းခံရတဲ့သူတယောက်ဟာဆိုလို့ရှိရင်အဲ့တီထွင်မှုမူပိုင်ခွင့်သက်တမ်းကာလအတွင်းမှာဒီသတ်မှတ်ကာလအလိုက်ပေါ့နော်ဒီပေးသွင်းရမယ်နှစ်စဉ်ကြီးတွေကိုပေးသွင်းနေမယ်ဆိုလို့ရှိရင်သူကတီးတန့်အခွင့်အရေးဖြစ်ကျမတို့ဒီအခွင့်အရေးတွေကိုရရှိသွားမှာဖြစ်ပါတယ်အဲ့ဒီအခွင့်အရေးတွေကတော့ဘာတွေလဲဆိုလို့ရှိရင်ဒီတီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရရှိပဲပေါ့နော်တစုံတူကနေပြီးတော့အဲ့ဒီတီထွင်မှုမှာပါတဲ့နည်းပညာတွေကိုပြုလုပ်မယ်အသုံးချမယ်ရောင်းချမယ်ဒါမှမဟုတ်ရောင်းချရန်ကမ်းလှမ်းမယ်တင်သွင်းမယ်ဆိုတဲ့အလုပ်ငန်းတွေကိုလုပ်မယ်ဆိုလို့ရှိရင်သူကဒီတီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့အညီကာကွယ်တားဆီးပိုင်ခွင့်တွေရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါအပြင်သူကတီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့အညီပေါ့နော်ကျမတို့တီထွင်မှုမူပိုင်ခွင့်မှာပါဝင်တဲ့နည်းပညာတွေကိုလွှဲပြောင်းပေးအပ်ခြင်းဒါမှမဟုတ်လိုင်စင်ခွင့်ပြုတာမျိုးပေါ့နော်ခွင့်ပြုချက်နဲ့လုပ်ကိုင်ခွင့်ပေးခြင်းတွေကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်အဲ့ဒီပေါ်ကနေရရှိမဲ့စီးပွားရေးအကျိုးမြတ်တွေကိုလည်းဒီတီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်တူဦးတွေကပဲတည်တံ့ခွင့်ရဖြစ်ခံစားခွင့်ရှိမှာဖြစ်ပါတယ်အဲ့လိုခွင့်ရရရှိပါမယ်ဟုတ်ကဲ့ပါဆရာမဒါကတော့ကိုယ့်ရဲ့တီထွင်မှုကိုဒါအကာအကွယ်ယူထားမယ်ဆိုရင်တော့အခွင့်အများကြီးပဲရမှာပေါ့နော်ဟုတ်ကဲ့ပါဆရာမဆက်လက်ပြီးတော့မေးချင်တာကဒီတီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရရှိနိုင်မဲ့တက်တန်းတွေကိုလည်းသိပြရစီခင်ဗျတီထွင်မှုမိုင်ခွင့်ရဲ့တက်တန်းဟာစောက်ထားချက်တင်သွင်းတဲ့နေ့ကနေစပြီးတော့နှစ်20ရရှိမှာဖြစ်ပြီးတော့အသေးစားတီထွင်မှုမိုင်ခွင့်ကတော့10နှစ်အကာအကွယ်ရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့တီထွင်မှုမိုင်ခွင့်ပိုင်ရှင်ကဆိုလို့ရှိရင်မိသူရရှိထားတဲ့တက်တန်းကာလအတွင်းမှာဆိုလို့ရှိရင်သူ့ရဲ့အခွင့်အရေးတွေအကုန်လုံးကိုစီးပွားရေးဆိုင်ရာအခွင့်အရေးတွေစသဖြင့်ပေါ့နော်သူ့ရဲ့ပိုင်ဆိုင်ခွင့်တွေကိုရယူအသုံးချသွားနိုင်မှာဖြစ်ပြီးတော့တစုံတစ်ယောက်ကနေပြီးတော့မှတူပပြီးတော့ကူးယူတာမျိုးရှိခဲ့မယ်ဆိုလို့ရှိရင်လည်းတရားမှာအကြောင်းနဲ့တရားစွဲဆိုလို့ရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဒါတီထွင်သူအနေနဲ့ကဒီတီထွင်မှုမူပိုင်ခွင့်ကိုလည်းဒါအကာအကွယ်ကိုမဖြစ်မနေရယူဖို့ကတော့တကယ်ကိုလိုပါတယ်နော်ဒါဆရာမခုနကပြောသလိုဒါကိုယ့်ရဲ့တက်တန်းကဒါလျှောက်ထားချက်တင်သွင်းတဲ့နေ့ကအနှစ်20တောင်ကာကွယ်ရမယ်ပြီးတော့အသေးစားတီထွင်မှုမူပိုင်ခွင့်တက်တန်းဆိုရင်လည်း10နှစ်အကာအကွယ်ရမှာဆိုတော့ဒီ20ဒါဒီ10နှစ်အတွင်းမှာဆိုရင်လည်းတစုံတစ်ယောက်ကချိုးဖောက်လာမယ်ဆိုရင်လည်းကို့မှာအများကြီးတရားမှာအကြောင်းအရာတရားဆွဲဆိုနိုင်တဲ့ဒါအခွင့်အရေးတွေအများကြီးရှိတာပေါ့နော်ဟုတ်ထပ်မံပြီးတော့မေးချင်တာကဆရာမခင်ဗျာဤပညာဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တီထွင်မှုမူပိုင်ခွင့်စနစ်ကဘယ်လိုမျိုးအထောက်အကူပြုနိုင်ပါမလဲခင်ဗျာဟုတ်ကဲ့ရှင်တီထွင်မှုမူပိုင်ခွင့်စနစ်နဲ့အကာအကွယ်ပေးထားတဲ့အတွက်ကြောင့်မလို့ဒါတီထွင်သူဟာသူ့ရဲ့နည်းပညာအသစ်တွေပေါ်မှာယုံကြည်စိတ်ချစွာနဲ့လှုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ဒီနောက်ထပ်လဲကျမတို့ဒီစမ်းသစ်တီထွင်မှုတွေကိုဆက်လက်လှုပ်ဆောင်နိုင်မှုအတွက်အင်အားဖြစ်စေမှာဖြစ်ပါတယ်။ဒါပြင်ကျမတို့ဒီတီထွင်မှုအကာအကွယ်ပေးထားတဲ့အတွက်ကြောင့်မလို့ဒီ research and development လုပ်ငန်းတွေမှာလည်းပို့ပြီးတော့ဒါအနာဂတ်မှာဒီအကျိုးမြတ်တွေပြန်လည်ရရှိနိုင်မယ်ဆိုတာကိုသိကြစေတာဖြစ်တဲ့အတွက်ဒီပေါ်မှာလည်းယင်းနှိမ့်မြုံနှံမှုနဲ့တိုးတက်မှုတွေရှိလာမှာဖြစ်ပါတယ်တီထွင်မှုမူပိုင်ခွင့်ကိုရှောက်ထားတဲ့အခါမှာဆိုလို့ရှိရင်ဒီရှောက်ထားချက်မှာအဲ့တီထွင်မှုရဲ့နည်းပညာဆိုင်ရာအချက်လက်တွေကိုဖော်ပြပါရှိတာဖြစ်တဲ့အတွက်ဒီမူပိုင်ခွင့်ရရှိထားတယ်ပေါ့နော်ဒီ
စာတမ်းတွေကိုလေ့လာခြင်းအပြင်ကျမတို့ဒီနည်းပညာဘုဒ္ဓတွေကိုလည်းပြန်ပွားစေမှာဖြစ်ပါတယ်ဒါတွေပေါ်မှာအခြေခံပြီးတော့ကျမတို့ရဲ့ဒီတက္ကသိုလ်တွေသုတေသနဌာနတွေနဲ့လုပ်ငန်းရှင်တွေကဒီပေါ်မှာအခြေခံပြီးတော့ပုံမှုစမ်းသစ်တဲ့တီထွင်မှုတွေကိုလည်းလုပ်ကိုင်ဖို့အတွက်ဒါတွန်းအားဖြစ်စေမှာဖြစ်ပါတယ်နောက်ခါကျမတို့ဒီမူပိုင်ခွင့်ရရှိပြီးသားနည်းပညာတွေကိုပေါ့နော်ဒါလွှဲပြောင်းရယူပြီးတော့အသုံးပြုနိုင်မှာဖြစ်တဲ့အတွက်ဒါကြောင့်မလို့ကျမတို့ရဲ့ဒီအသေးစားအလတ်စားဒီစက်မှုလုပ်ငန်းတွေအပေါ်မှာစက်မှုလုပ်ငန်းတွေကလည်းသူတို့ရဲ့နည်းပညာကိုမြင့်တင်ဖို့အတွက်အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်ယုံကြည်စိတ်ချရတဲ့မူပိုင်ခွင့်စနစ်တစ်ခုရှိနေခြင်းဟာဆိုလို့ရှိရင်ဒါနိုင်ငံခြားကနေပြီးတော့လုပ်ငန်းရှင်တွေကသူတို့ရဲ့နည်းပညာအသစ်တွေကိုယူဆောင်လာဖို့အတွက်ဒါယုံကြည်စိတ်ချမှုကိုဖြစ်စေတာဖြစ်တဲ့အတွက်ကျမတို့ဒီမူပိုင်ခွင့်စနစ်တရက်တည်ရှိခြင်းဟာဆိုလို့ရှိရင်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေကိုလည်းတိုးတက်ပြီးတော့ဖိတ်ခေါ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့ဒီတီထွင်မှုမူပိုင်ခွင့်စနစ်တည်ရှိခြင်းဟာနိုင်ငံတော်မှာနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက်တကယ်ကိုပဲအခြေခံအုတ်မြစ်ကောင်းတစ်ရက်ဖြစ်တယ်လို့ကျမတင်ပြချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်ဒီတီထွင်မှုမူပိုင်ခွင့်စနစ်ကမြန်မာနိုင်ငံမှာဆိုရင်ဒါနည်းပညာဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တကယ်ကိုအထောက်အကူပြုပါတယ်ဟုတ်ကဲ့ထပ်မံပြီးတော့မေးချင်တာကဒီတီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရရှိထားတဲ့တီထွင်မှုကိုဥပဒေအရချိုးဖောက်မှုမဖြစ်စေဘဲအသုံးပြုလို့ရနိုင်တာတွေကိုရှိနိုင်ပါသလားခင်ဗျဟုတ်ကဲ့ပါတီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရရှိထားတဲ့တီထွင်မှုကိုသူ့ရဲ့ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့အသုံးပြုခဲ့မယ်ဆိုလို့ရှိရင်တော့ဥပဒေအရတားဆီးအရေးယူနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ချင်းချက်အနေနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီတီထွင်မှုကိုစီးပွားပြမဟုတ်တော့ပေါ့နော်အသုံးပြုခြင်းတွေဖြစ်တဲ့စမ်းသပ်လေ့လာခြင်းသုတေသနပြုခြင်းသင်ကြားခြင်းပေါ့နော်စားတဲ့နေရာတွေမှာအသုံးချမယ်ဆိုလို့ရှိရင်တော့ဥပဒေအရကင်းလွတ်ခွင့်ပေးထားပါတယ်ရှင်တက်တန်းကုန်ဆုံးသွားတဲ့တီထွင်မှုတွေဟာဆိုလို့ရှိရင်အများပြည်သူပိုင်တဲ့ထဲကိုရောက်ရှိသွားမှာဖြစ်ပြီးတော့ပြည်သူများအနေနဲ့လွတ်လပ်စွာပေါ့နော်အဲ့တီထွင်မှုကိုချိုးဖောက်မှုမရှိဘဲနဲ့ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တီထွင်မှုမူပိုင်ခွင့်ဆိုလို့ရှိရင်ဒီတီထွင်ဖန်တီးသူတွေအတွက်ကိုလည်းသီးသန့်အခွင့်အရေးတွေပေးပြီးစီးပွားရေးဆိုင်ရာအခွင့်အရေးတွေများစွာအကျိုးမြတ်တွေများစွာပေးနိုင်တယ်လို့ပဲပြည်သူလူထုကိုလည်းဒီတီထွင်ဖန်တီးမှုနည်းပညာတွေကိုရယူအသုံးပြုနိုင်ခြင်းရှိမယ်။အခွင့်အရေးတွေကိုလည်းပေးသွားနိုင်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမခင်ဗျာဒါဆိုရင်ဒီတီထွင်သူတွေအတွက်ကိုအခွင့်အရေးတွေဒါအကျိုးရလဒ်တွေအများကြီးရှိစေနိုင်တဲ့တီထွင်မှုမူပိုင်ခွင့်ကိုကျွန်တော်မြန်မာနိုင်ငံမှာရှောက်ထားမယ်ဆိုရင်ဘယ်မှာရှောက်ထားရမလဲဘယ်လိုရှောက်ထားလို့ရနိုင်တယ်ဆိုတော့ဆရာမအနေနဲ့ရှင်းပြပေးစီလို့ကျမတို့ဒီတီထွင်မှုမူပိုင်ခွင့်ရှောက်ထားခြင်းတွေကိုလူကိုယ်တိုင်လာရောက်ရှောက်ထားမယ်ဆိုလို့ရှိရင်ကျမတို့နေပြည်တော်အနေနဲ့ကတော့ရုံးမှ52ပိုင်ခွင့်ဦးစီးဌာနရဲ့ရှောက်လွှာလက်ခံဌာနမှာလာရောက်ရှောက်ထားနိုင်မှာဖြစ်ပါတယ်အောက်မြန်မာပြည်အနေနဲ့ကတော့ကျမတို့ဒီရန်ကုန်မြို့ဗဲတန်းမြို့နယ်ကန္နာလမ်းမှာရှိတဲ့ပိုင်ခွင့်ရုံးပေါ့နော်အဲ့ဒီရဲ့ရှောက်လွှာလက်ခံဌာနမှာရှောက်ထားနိုင်မှာဖြစ်ပြီးတော့အထက်မြန်မာပြည်အနေနဲ့ဆိုလို့ရှိရင်တော့35လမ်း63နဲ့64လမ်းကြားမှာရှိတဲ့ဒီပို့ကွန်3ခွင့်ရုံးမှာရှိတဲ့မူပိုင်ခွင့်ဦးစီးဌာနရဲ့ရှောက်လွှာလက်ခံဌာနမှာလာရောက်ရှောက်ထားနိုင်မှာဖြစ်ပါတယ်တကယ်လို့ကျမတို့ကကိုယ်စားလှယ်နဲ့ပဲရှောက်ထားမယ်ဆိုရင်တော့ကျမတို့ဒီထွေမှုမူပိုင်ခွင့်အကျိုးဆောင်နေစီကနေပြီးတော့မှတဆင့်ပေါ့နော်ရှောက်ထားနိုင်ပါတယ်လို့ကျမသတင်းပေးလိုပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်ရှောက်ထားမယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့အပါအဝင်ဒါရုံး52နေပြီးတော့ပေါ့နော်ပြီးတော့ရင်အောက်မြန်မာပြည်မှာလည်းရှောက်လို့ရတယ်ရန်ကုန်မှာပေါ့နော်အထက်မြန်မာပြည်မှာလည်းကျွန်တော်မန္တလေးမှာရှောက်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ကနောက်ထပ်ကိုယ်တိုင်မလာနိုင်ဘူးဆိုရင်တော့မှဒါတီထွင်မှုမူပိုင်ခွင့်ကိုအကျိုးဆောင်ကိုယ်စားလှယ်ကနေတဆင့်ရှောက်ထားနိုင်တယ်ဆိုတော့တီထွင်သူတွေအတွက်ကိုလည်းအင်မတန်ကိုအဆင်ပြေစေတဲ့နည်းလမ်းတွေကိုဆောင်ရွက်ထားတာကိုတွေ့ရပါတယ်ဆရာမဆက်လက်ပြီးတော့မေးချင်တာကဒီတီထွင်မှုမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေရှိမယ်ဆိုရင်ဖြည့်ရှင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကိုလည်းသိပြရစီခင်ဗျတီထွင်မှုမူပိုင်ခွင့်အငင်းပွားသူပုဂ္ဂိုလ်များအကြားမှာဆိုလို့ရှိရင်ပေါ်ပေါက်လာတဲ့အငင်းပွားမှုများကိုနှစ်ဦးနှစ်ဖက်ချစ်ကြည်စွာညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေအလုံညာတစီရင်ဆုံးဖြတ်ခြင်းနဲ့ဖြစ်စေတရားဆွဲဆိုခြင်းနဲ့ဖြစ်စေပေါ့နော်သူကတရားဆွဲဆိုလို့ရပါတယ်ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဒါတီထွင်မှုမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေလည်းရှိလာနိုင်ပါတယ်ရှိလာနိုင်မယ်ဆိုရင်လည်းဘယ်လိုဖြည့်ရှင်းဆောင်ရမလဲဆိုတာကိုဆရာမအနေနဲ့ရှင်းပြပေးခဲ့တာကျေးဇူးတင်ပါတယ်ထပ်မံပြီးတော့ကျွန်တော်တို့ဒါဒီနေ့မှလည်းပြည့်စုံရှင်းပြခဲ့တာဆိုတော့တီထွင်မှုမူပိုင်ခွင့်အကြောင်းကိုပြည့်စုံဆွေးနွေးပေးတဲ့ကျေးဇူးတင်ပါတယ်ဆရာမတို့အနေနဲ့ညီကုန်းချုပ်စကားတွေပြောကြားပေးလို့ရရှိတယ်ဆိုရင်လည်းရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ရှင်ကျမတို့အခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတီထွင်မှုမူပိုင်ခွင့်ဒီဥပဒေအရဆိုလို့ရှိရင်အာဏာသက်ဝင်လာပြီဖြစ်တဲ့အတွက်ဒီတီထွင်မှုမူပိုင်ခွင့်တွေအပေါ်မှာဒါအကာအကွယ်ရယူနိုင်ပြီဆိုတဲ့ဟာကိုကျမတို့သတင်းပေးချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့ဒီတီထွင်မှုမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ဒီရှေ့မှာလည်းဆွေးနွေးသွားတာဖြစ်ပါတယ်ထပ်ပြီးတော့ကျမတို့ဖြည့်ဆွတ်ပြီးတော့ပြောကြားချင်တာကတော့ဒီတီထွင်မှုမူပိုင်ခွင့်စနစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ကဒီလျှောက်ထားချက်တွေကိုလက်ခံတဲ့အခါမှာအဲ့ဒီမှာခုနကပြောသလိုကျမတို့ဒီနည်းပညာဆိုင်ရာအချက်လက်တွေကိုအသေးစိတ်ဖော်ပြထားတာတွေပါဝင်တယ်နောက်ပြီးအခါမှာကျမတို့ဒီနည်းပညာပေါ်မှာဘယ်ချက်တွေကိုအကာအကွယ်ယူမှလဲဆိုတဲ့ claim တွေလည်းအဲ့ဒီလျှောက်ထားချက်မှာပါဝင်ပါတယ်နောက်တစ်ခုကတော့ဒီတီထွင်သူရဲ့သတင်းချက်လက်တွေပါဝင်ပါတယ်အဲ့လိုချက်လက်တွေပါဝင်တာတွေကိုကျမတို့ကပြည်သူတွေကိုထုတ်ပြန်
ကြေညာခြင်းကိုနှစ်ကြိမ်ပြုလုပ်ပါတယ်ပထမတစ်ကြိမ်ကတော့လျှောက်ထားပြီး18လကြာတဲ့အခါမှာကျမတို့ကဒါ opposition publication ပေါ့နော်ကန့်ကွက်နိုင်ကြောင်းဆိုပြီးတော့ထုတ်ပြန်ကြေညာတာတစ်ကြိမ်ရှိပါတယ်နောက်တစ်ခါကျမတို့ဒီစစ်ဆေးဆောင်ရွက်ချက်တွေကိုပြုလုပ်ပြီးတဲ့နောက်ဆုံးအဆင့်မှာခွင့်ပြုခြင်းညှင်းပယ်ခြင်းအတွက်ကျမတို့ကဒါ publication ဆိုပြီးတော့တစ်ကြိမ်ကြေညာပါတယ်အဲ့ဒီ publication တွေမှာကျမတို့ကဒီတီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသတင်းချက်လက်တွေကိုအပြည့်စုံပါဝင်တာဖြစ်တဲ့အတွက်ဒါတွေကိုကျမတို့ရဲ့ဒီမူပိုင်ခွင့်ဦးစီးဌာနရဲ့ website ပေါ့နော် www.impd.gov.mm ဆိုတဲ့ဒီ website မှာဒီ publication တွေကိုလေ့လာခြင်းအပြင်ကျမတို့ရဲ့ဒီပေါ့နော်မူပိုင်ခွင့်ဦးစီးဌာနကိုရှောက်ထားလာတဲ့အသစ်ဖြစ်သောနည်းပညာတွေကိုပြည်သူလူထုတွေကနေပြီးတော့လေ့လာအသုံးပြုနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအဆင့်အသစ်ဖြစ်တယ်ဆိုတဲ့နည်းပညာတွေပေါ်မှာအခြေခံပြီးတော့ကျမတို့ဒါတီထွင်ဖန်တီးမယ်ဆိုလို့ရှိရင်ကျမတို့စီကတီထွင်မှုတွေကလည်းအသစ်ဖြစ်ပြီးတော့ဒါပို့ပြီးတော့အသုံးဝင်တဲ့เนาะဒီဈေးကွက်ဝင်တဲ့တီထွင်မှုမျိုးတွေဖြစ်လာမှာဖြစ်ပါတယ်အဲ့လိုမျိုးနည်းပညာအချက်လက်တွေကိုပေါ့နော်ဒီတီထွင်မှုဆိုင်ရာသတင်းချက်လက်တွေကိုအခြားသော website တွေပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင်ကျမတို့ဒီ WIPO ရဲ့ website တွေဖြစ်တယ်ကျမတို့ patent scope တို့နောက်က SpaceNet ပေါ့နော်နောက်က Google Patent တို့လူမျိုး website တွေမှာနောက်ပြီးအခါမှာဒီနိုင်ငံအသီးသီးရဲ့မူပိုင်ခွင့်ရုံးရဲ့ website တွေမှာလေ့လာနိုင်မှာဖြစ်တဲ့အတွက်ဒါတီထွင်ဖန်တီးသူတွေအနေနဲ့အဲ့ဒီရဲ့သတင်းချက်လက်တွေကိုရယူအသုံးပြုနိုင်မှာဖြစ်တယ်လို့တီထွင်ပြီးသားလူတွေကလည်းမိမိရဲ့တီထွင်မှုဟာအသစ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့အချက်တွေကိုလည်းဒီသတင်းချက်လက်တွေပေါ်မှာအခြေခံပြီးတော့လေ့လာသွားနိုင်မှာဖြစ်တဲ့အတွက်ကျမတို့ကဒါအချိန်ကုန်ငွေကုန်သက်သာမှာဖြစ်ပါတယ်ဒါတွေကိုလည်းကျမတို့ကပြည်သူလူထုကိုသိရှိစေချင်တာဖြစ်ပြီးတော့ဒီ patent information လို့ခေါ်တဲ့ဒီပေါ့နော်တီထွင်မှုမူပိုင်ခွင့်သတင်းအချက်လက်တွေကိုရယူအသုံးပြုကြပါလို့ကျမတို့ဒီနေရာနေပြီးတော့တိုက်တွန်းပြောကြားခြင်းပါတယ်တီထွင်မှုမူပိုင်ခွင့်တွေကိုအကာအကွယ်ရယူနိုင်တယ်ဆိုတဲ့အချက်ဟာအင်တန်မှပဲဂုဏ်ယူစရာကောင်းတာဖြစ်တဲ့အတွက်တီထွင်မှုတွေကိုဆောင်ရွက်ကြပါနောက်တီထွင်မှုမူပိုင်ခွင့်တွေကိုအကာအကွယ်ရယူခြင်းဖြင့်ပေါ့နော်ဒါနိုင်ငံရဲ့ဂုဏ်ကိုမြင့်တင်ပေးပါလို့ကျမတို့ဒီနေရာနေပြီးတော့တိုက်တွန်းပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒီနေ့မှာအခုလိုမျိုးဒါတီထွင်သူတိုင်းအတွက်ကိုတကယ့်ကိုအခွင့်အရေးရှိစေမဲ့တီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေသိရှိစေဖို့အတွက်ကိုပြည့်ပြည့်စုံစုံလာရောက်ရှင်းလင်းဖြေကြားပေးတဲ့အတွက်ဆရာမတို့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျမတို့လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာမဒါဆိုရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကတီထွင်သူတွေအတွက်ကိုတကယ့်ကိုအခွင့်အရေးရှိစေမဲ့ဒါတီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုလည်းဒါတီထွင်ဖန်တီးမှုတွေပြုလုပ်ဖို့တိုက်တွန်းမယ်ပြီးတော့အခွင့်အရေးတွေရယူပြီးတော့တီထွင်မှုမူပိုင်ခွင့်မှာအကာအကွယ်ရယူပါလို့တိုက်တွန်းရင်းနဲ့ဒါလာရောက်ပြီးတော့ဆွေးနွေးပေးကြတဲ့ဆရာမတို့ကိုကျွန်တော်တို့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျမတို့ကလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါမြန်မာရုပ်မြင်သံကြားပရိသတ်များခင်ဗျာဒီနေ့မှာတော့ပြည်သူများအသိပညာဘုသူတရရှိစေဖို့ရည်ရွယ်ပြီးတော့တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာတည်ကောင်းစရာစကားဝိုင်းဆွေးနွေးပွဲကိုပြည့်ပြည့်စုံစုံပြည်သူများသိရှိစေဖို့မေးမြန်းဆွေးနွေးတင်ပြပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာရုပ်မြင်သံကြားပရိသတ်များကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ